6 လပိုင်း 14 ရက်နေ့ကနေစပြီးတော့ Zyview ကတ်နဲ့ Minor Market ကိုပေါင်းပြီးတော့တကတ်သေးကင်လို့ရပြီတကတ်သေးကင်လို့ရတယ်ပေါ့လေနှစ်ကတ်ကင်စရာမလိုတော့အဲ့ကဲနာမည်ကတုတ်သေး Zyview ကတ်လို့ခေါ်တယ်ပေါ့လေပန်းရောင်နည်းနည်းပန်းရောင်တန်းတဲ့ပုံမှာရှိတယ်ပေါ့လေအဲ့မဲလစ်တော့ပါလဲပေါ့လေကောင်းတဲ့အချက်တွေပေါ့လေဘာလဲဆိုလို့ရှိရင်ဒီအခုတည်းကပေါ့လေကျွန်တော် Zyview ကတ်တန်းတိုးမယ်ဆိုလို့ရှိရင်လဝကကိုသွားပြီးတန်းတိုးပါတယ်အဲ့မိုင်းနံပါတ်လဝကကတ်ကိုသွားပြီးတန်းတိုးပြီးတန်းတစ်လဲရလဲရရောပြန်ပြီးတော့မြို့နယ်ရုံထပ်တန်းသွားပြီးတော့မိုင်းနံပါတ်ကတ်ကိုပြန်ပြီးတန်းတိုးရတယ်အဲ့တော့နှစ်နေရာသွားရတယ်နှစ်ခေါက်ပင်မန်းတယ်ပေါ့လေအခုကနေစပြီးတော့တုတ်သေး Zyview ကတ်ကိုအသုံးပြုမယ်ရှောက်မယ်ဆိုလို့ရှိရင်တော့လဝကတနေရာတဲ့နဲ့တင်အဆင်ပြေပြီပေါ့လေမြို့နယ်ရုံထပ်သွားပြီးတော့မိုင်းနံပါတ်ကတ်ကိုတန်းတိုးစရာမလိုတော့ဘူးမိုင်းနံပါတ်ကတ်လည်းကင်စရာမလိုတော့အဲ့တုတ်သေး Zyview ကတ်တစ်ခုတည်းကင်ရပြီပေါ့လေအဲ့ဒါအပြင်ပေါ့လေအဲ့တုတ်သေး Zyview ကတ်ကမိုင်းနံပါတ်ကတ်တစ်ခုတည်းနဲ့ join လို့ရတာမဟုတ်ဘူးအဲ့ဒါအပြင်ပေါ့လေကျမကြီးအမကန်ကတ်ကိုလည်းပေါင်းလိုက်လို့ရတယ်နောက်ပြီး license ရှိတဲ့လူတွေအတွက်ကလည်း license ကတ်နဲ့အနေနဲ့လည်းပေါင်းလိုက်လို့ရတယ်အဲ့တော့မိုင်းနံဒီတုတ်သေး Zyview ကတ်တစ်ခုတည်းကင်ယုံနဲ့တကတ်တည်းကင်ယုံနဲ့မိုင်းနံပါတ်ကတ်ကင်ကြမလို့တော့ဘူးကျမကြီးအမကန်ကတ်ကင်ကြမလို့တော့ဘူး license ကတ်ကင်ကြမလို့တော့ကတ်3ခုပေါ့လေကတ်3ခု short လိုက်လို့ရတယ်အဲ့ထဲမှာပတ်စံအဲ့ထဲမှာကတ်3ခုဇာပေါ့သွားမယ်ပေါ့လေနေရာလွတ်သွားမယ်တုတ်သေး Zyview ကတ်ကမရှောက်မနေရရှောက်ရတာလားကျွန်တော်တို့တုတ်သေး Zyview ကတ်မရှောက်ချင်ဘူးမရှောက်မနေရမရှောက်လို့လည်းရလားဆိုတော့မရှောက်လည်းရတယ်ရှောက်လည်းရတယ်အခုထက်ထိရတော့ပေါ့လေကျွန်တော်နိုင်ငံသားတွေစုံဖြတ်လို့ရတယ်ကျွန်တော်တို့တုတ်သေး Zyview ကတ်မကင်ချင်ဘူးရိုး Zyview ကတ်ပဲကင်ချင်တယ်ဆိုလို့ရှိရင်လည်းရသေးတယ်အခုတည်းကတော့ပြဿနာမရှိရတယ်ပေါ့လေမရှောက်မနေရမဟုတ်အဲ့တော့တုတ်သေး Zyview ကတ်ကိုဘယ်မှာရှောက်အောင်ပါလဲဘယ်မှာရှောက်လာမလဲဆိုလာဝကမှာရှောက်လို့ရတယ်လာဝကမှာအဲ့ဒါအပြင်ပေါ့လေမြို့နယ်ရုံးမှာလည်းရှောက်လို့ရတယ်လာဝကကတော့ပေါ့လေလက်ရှိ Zyview ကတ်ကိုအခု Zyview ကတ်တန်းတိုးရမယ့်အချိန်လည်းမဟုတ်ဘူးကျွန်တော်က Zyview ကတ်တန်းအများကြီးကျန်နေတယ်တန်းတိုးရမယ့်အချိန်လည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တုတ်သေး Zyview ကတ်ကိုကင်ကျင်တယ်ဆိုလို့ရှိရင်လာဝကကိုသွားပြောပြီးတော့ဗောလေတုတ်သေး Zyview ကတ်ကိုတော့ရှင်း stage type လို့ပြောရင်အဲ့တစ်ခုတည်းနဲ့ဗောလေအဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့တုတ်သေး Zyview ကတ်ကိုကင်ကျင်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ပြောင်းလို့ရတယ်လာဝကမှာတော့ပြောင်းလို့ရတယ်အဲ့မြို့နယ်ရုံးမှာတော့အဲ့လိုမဟုတ်မြို့နယ်ရုံးမှာတော့အဲ့ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ဗောလေလက်ရှိကင်နေတဲ့ Zyview ကတ်ကိုမကင်ကျင်တော့ဘူးပန်းအောင်တိုင်းနဲ့တန်းနေတဲ့ Zyview ကတ်အစ်စ်ပဲကင်ကျင်တော့တယ်တုတ်သေး Zyview ကတ်ပဲကင်ကျင်တယ်ဆိုပြီးမြို့နယ်ရုံးသွားပြောရင်မြို့နယ်ကမလုပ်ပေးဘူးမြို့နယ်ရုံးကအိမ်ပြောင်းတာတို့ဘာတို့ဗောလေအဲ့လိုအပြောင်းလဲတစ်ခုခုနဲ့တွဲပြီးတော့အခြားလုပ်ငန်းစဉ်တစ်ခုခုနဲ့တွဲပြီးတော့ရှောက်မှအဲ့ဒီတုတ်သေး Zyview ကတ်ကိုရှောက်လို့ရတယ်ဗောလေအလွယ်ဆုံးကတော့လာဝကသွားပြီးရှောက်တာအလွယ်ဆုံးပဲဗောလေဟုတ်ကဲ့ဒီနေ့ဖို့တော့လောက်ပါပဲ